ပါရှင်ဒီနေ့ကတော့ day 5ဖြစ်ပါတယ်ရှင်ကောင်းတော့နေလေးဖြစ်ပါစေကဲဒါဆိုလို့ရှိရင်ရွှေစင်ကပေါ့နော်ဒီမှာကြက်ပဲရွေးရှိတဲ့ရှင်မှာရွှေစင်ကရွေးအကြောင်းလေးတင်ငယ်ပြီးသွားပြီပဲအကြောင်းကိုလည်းတင်ငယ်ပြီးဖြစ်ပါတယ်အခေါ်ကိုလည်းတင်ငယ်ပြီးဖြစ်တယ်ကဲဒါဆိုလို့ရွှေစင်တို့ကဒီနေ့ကကြတော့ဒီပဲရွေးလေးပေါ့နော်ဒီပဲရွေးလေးကိုတင်ပြီးမှဖြစ်ပါတယ်ပဲရွေးဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်တပဲနဲ့ငါးရွေးအဲ့လိုပြောပြီးသွားရင်တော့နင်းပြပေးတာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ပဲရွေးပုံနေနည်းလေးကိုတွားကြမယ်တွက်နီးလေးပေါ့နော်ရွှေပဲတွက်နီးလေးဖြစ်တယ်ရွှေအလေးချိန်လေးက3ပဲနဲ့5ရွှေဖြစ်ပါတယ်ရွှေစည်းလေးကရွှေစည်းကဥပမာအနေနဲ့86သိန်းဆိုပြီးမှဥပမာပေးထားတာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ရွှေပဲပုံနေနည်းပဲရွှေပုံနေနည်းလေးကိုဘယ်လိုသွားမလဲဆိုရင်ရွှေအစား8အပေါင်းပေါ့နော်ရွှေဆိုတော့ရွှေအတွက်ရေးလိုက်ပြီးရွှေစား8ပြီးတော့ပေါင်းရွှေနဲ့ပဲနဲ့ပေါင်းပါလိမ့်နော်အပေါင်းပဲစား16ဒီပဲစား16ဒီရှိဗီဒီယိုမှာပဲပုံနေနေဖြစ်ပါတယ်ရှင်ပဲစား16ရွေးစား8ပေါင်းပဲစား16အမြောက်ရွှေစည်းဖြစ်ပါတယ်ပဲစား16အမြောက်ရွှေစည်းဒီဒါပဲပုံနေနေမှာလည်းသုံးခဲ့တာဖြစ်ပါတယ်နော်ပဲတွေးမှာတော့16ပေါ့ရှင်နော်ကဲဒီနေရာမှာဘာဖြစ်လို့ရွေးအစား128ပဲဖြစ်ပဲနဲ့8ဖြစ်နေလဲဆိုလို့ရှိရင်ဒီနေရာလေးတစ်ချက်မှတ်ထားရမှာဖြစ်ပါတယ်ရှင်ဒီနေရာမှာရွေးစားဘာကြောင့်8ရေးလဲဆိုရင်တပဲမှာ8ရွေးရှိလို့8ရေးတာပါရွေးတစ်မျိုးနဲ့တွေးခဲ့မယ်ဆိုရင်တော့128ကိုသုံးမှာဖြစ်ပါတယ်ရှင်အဲ့ဒီလိုမှမဟုတ်ဘူးရွေးနဲ့ပဲနဲ့ပေါင်းနေခဲ့မယ်ဆိုရင်တော့8ကိုသုံးမှာဖြစ်ပါတယ်တပဲမှာ8ရွေးရှိလို့ပါဒါလေးတစ်ခုတည်းမှတ်ရမှာဖြစ်ပါတယ်ရှင်ဥပမာတပဲနဲ့9ရွေးလို့เนาะကဲဒါဆိုရွေးနဲ့ပဲနဲ့ဖြစ်တဲ့အတွက်ရွှေစင်တို့ကရွေးစား8ပုံနေမျိုးသုံးမှာဖြစ်ပါတယ်ဥပမာ2ပဲနဲ့4ရွေးလို့ပေါ့เนาะဒါလည်းပဲနဲ့ရွေးနဲ့ဖြစ်တဲ့အတွက်ရွေးစား8ပုံနေမျိုးသုံးမှာဖြစ်ပါတယ်ရှင်ဒါလေးတစ်ချက်ပဲမှတ်ရမှာဖြစ်ပါတယ်ဒါဆိုရွေးစား8အပေါင်းရွေးတစ်ခုတည်းတွေ့ရင်တော့128ကိုသုံးပါနော်ရွေးနဲ့ကြက်နဲ့ဆိုရင်128ကိုသုံးမှာဖြစ်ပါတယ်သူကပဲလေးနဲ့တွဲနေမှာပါနော်အလေးချိန်ပဲလေးနဲ့တွဲနေမှာသူကရွေးစား8ကိုသုံးတာဖြစ်ပါတယ်ရှင်8လေးကိုသုံးတာပေါ့နော်ကဲဒါဆိုလို့ရှိရင်လေဒီနေရာမှာကြက်ဖြစ်ခဲ့မယ်ဆိုရင်ရွှေစင်ကရွေးနဲ့ကြက်နဲ့ဆိုရင်ရွေးစား128ကိုသုံးပါအခုကပဲနဲ့တွဲနေလို့ပေါ့နော်ပဲနဲ့တွဲနေလို့ရွေးအစား8အပေါင်းပဲအစား16အမြောက်ရွှေစည်းပုံနေနည်းလေးဖြစ်ပါတယ်ဒါဆိုရင်အစားတွင်းမယ်ရွေးနေရာမှာကျတော့9ရွေးဖြစ်ပါတယ်အင်္ဂလိပ်နဲ့မြန်မာနဲ့နည်းနည်းဟိုဖြစ်ရောထားရပါတော့ဆရာတို့ပါရှင်အစား8အပေါင်းပဲနေရာမှာကျတော့3ကိုအစားတွက်မှာဖြစ်ပါတယ်အစား16အမြောက်89ရင်းနဲ့ဥပမာပေးပြီးတွက်ပြထားတာဖြစ်ပါတယ်ရှင်ဒါဆိုရင်တွက်ပြပေးမှာဖြစ်ပါတယ်ဟောနော်9ရွေးအစား8အပေါင်း3အစား16အမြောက်ရွှေစည်းလေးက89သိန်းနဲ့တွက်ထားတာပါဒါဆိုရင်18သိန်းနဲ့89843ပေါ့နော်18သိန်း89843ရရှိတာဖြစ်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့တွက်ပြပေးမှာကဒီမှာရွှေလေးချိန်လေးက4ပဲနဲ့6ရွေးနဲ့ပေါ့နော်4နည်းနည်းတော့ပြတ်နေပြီ4ပဲ6ရွေးနဲ့ 0.354 ရှိရထားပါတော့ဒီ3.4ဆိုတာ 0.75 ဆိုတာရှေ့ဗီဒီယိုမှာတင်ထားတာဖြစ်ပါတယ်ရှင်ဒီဝဲမှာလားဒီ2မှာလားမသိဘူးတင်ထားပြီးတော့ရင်နော်ကဲဒါဆိုရွှေစင်တို့ကအစားတွင်းလိုက်မယ်ရွေးနေမှာဘာအစားတွင်းမလဲ6ရွေးနဲ့ 7.5 ကိုအစားတွင်းလိုက်မယ်ရွေးနေမှာအစားတွင်းလိုက်ပြီးအစား8အပေါင်းဒီမှာလဲကြက်ပဲလဲတွေ့ရမဟုတ်ကြက်ရွေးလဲတွေ့တာမဟုတ်ပဲရွေးတွေ့တာဖြစ်တဲ့အတွက်ရွေးအစား8အပေါင်းပဲပေါ့နော်ပုံနေနေရဒါကြောင့်မို့ရွေးနေရမှာ6.5အစား8အပေါင်းပဲနေရမှာ4အစား16အမြောက်ဒီဟာလေးကိုအစားတွင်းရမှာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်6.5အစား8အပေါင်းပဲရကြောဘယ်လောက်လဲ4ပဲ4အစား16အမြောက်89သိန်းစီဖြစ်ပါတယ်ဒါဆိုဒါလေးရရှိမှာဖြစ်ပါတယ်ရှင်23သိန်းနဲ့9.63ရရှိမှာဖြစ်ပါတယ်ရှင်။ကဲဒါလောက်ဆိုလို့ရှိရင်ဒါရွေးပဲအတွက်နီးလေးကိုလေ့လာလို့ရပါပြီရှင်။နောက်ဗီဒီယိုတွေရောက်လို့ရှိရင်ကြက်ရွေးအတွက်နီးတွေတင်ပေးမယ်ကြက်ပဲအတွက်နီးလည်းတင်ပေးမယ်ရှူစင်းရဲ့ဗီဒီယိုလေးတွေကိုနေ့စဉ်လေ့လာခြင်းအပြင်ပေါ့နော်အချိန်တိုင်းတာတစ်ခုရောက်တဲ့ခါကျလို့ရှိရင်တွက်နီးလေးတွေလည်းကိုယ်နဲ့တွက်တာတော့မှဖြစ်ပါတယ်ရှင်နောက်ပိုင်းပေါ့နော်အရောတွက်လေးနဲ့ပေါင်းပြီးတော့တွက်နီးတွေကိုလည်းတခြားရှင်းလင်းအောင်တင်ပြပေးမှဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်